အဲ့တော့တစ်နှစ်ရှိလစာနဲ့ခွင့်ပေးလိုက်ရတဲ့အခါမှာဒါမဲ့ဒီကြားထဲမှာသူတို့ကအမြဲတမ်းemail တွေပို့လာလို့ရှိရင်ကျမတို့ကိုအလိုအလျောက်ဒီယာဒူးကျမတို့လုပ်နေတဲ့တာဝန်တွေကနေပြီးတော့အလိုအလျောက်အနားယူဖို့တခြားလုပ်ငန်းတွေလည်းရှိနေတယ်တခြားအလုပ်ကိုင်တွေလည်းသူတို့ရှာပေးမယ်လို့ပေါ့နော်တခြားအလုပ်ကိုင်တွေလည်းရှိနေတယ်ဆိုတဲ့ဟာမျိုးတွေနဲ့အများတန်းကျမတို့ကိုဒီ reduction in force ပေါ့နော်ဝန်ထမ်းအင်အား short ချရမယ်ဆိုတဲ့ email တွေနဲ့အဲ့လိုစိုးရိမ်ကြောက်ကြမှုတွေဖြစ်အောင်ပေါ့နော်ကျမတို့အများနဲ့အဲ့လိုခံစားရပါတယ်ကျမတို့အဲ့လို email တွေပို့ပြီးတော့လုပ်ခိုင်းတယ်တစ်ဖက်မှာလည်းဥပဒေအရမဖြစ်မနေကျမတို့ကိုလစာပေးထားရတယ်သူကခွင့်သာပေးထားရမယ်လစာကလည်းပေးထားရတာပေါ့နော် BOA အစိုးရဒီ BOA ဝန်ထမ်းတွေကြတော့လေအဲ့တော့တစ်ဖက်မှာကျမတို့ရဲ့ဘဝတွေကချက်ချင်းမရေရာမသေးချာဖြစ်သွားတယ်ဥပမာအတန်လွှင့်နေတဲ့အချိန်မှာတွေကိုကျမတို့ချက်ချင်းလုပ်ငန်းတွေကနေပြီးတော့ရက်ဆိုင်ပြီးတော့ထွက်ခဲ့ရတဲ့ကိုယ့်ရဲ့ရုံးခန်းတွေကနေထွက်ခွာခဲ့ရတဲ့ခါကျတော့အဲ့လိုမျိုးဘယ်လိုပြောမလဲရုပ်တရက်ကြီးမိသားစုဘဝတွေနောက်ကျမတို့ရက်တီချက်တွေပေါ့လေဒါတွေအတွက်အများနဲ့စိုးရင်ခဲ့ရတယ်တစ်ချိန်တည်းမှာလည်းကျမတို့ကအများနဲ့အချိန်မရွေးငါတို့ဒီလုပ်ငန်းကနေပြီးတော့တာဝန်ကနေရက်ဆိုင်ခံနိုင်တယ်အဲ့အတွက်ကျမတို့ဘယ်လိုဆက်ပြီးတော့ရက်တီရမလဲဘယ်လိုဆက်သွားရမလဲပေါ့နော်ကျမတို့အလုပ်တွေရှာကြတယ်ဒါမျိုးတွေနဲ့ပေါ့နော်တစ်ဖက်မှာကျတော့ကျမတို့မှာတရားရေးအရာအမှုကိုရင်ဆိုင်နေရတဲ့အတွက်လေမျှော်လင့်ချက်တွေအများကြီးရှိခဲ့တယ်ပေါ့နော်